ရေစက်ကလေးဝီနီရဲ့စွန့်စားခံဟိုးရှိတုန်းကတိတ်ကိုကြည်လင်းတဲ့မြစ်ကြီးတစ်စင်းရှိခဲ့တယ်။အဲ့ဒီမြစ်ထဲမှာဝီနီလို့ခေါ်တဲ့တိတ်ကိုပြောတတ်တဲ့ရေစက်လုံးလုံးလေးတစ်ခုရှိခဲ့တယ်။ဝီနီဟာတကယ်ကြီးရေစက်ကလေးတွေနဲ့အတူရေကူးလိုက်ငုတ်လိုက်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တာပေါ့။ဟေးကြည့်အောင်ငါမြန်ကူးနိုင်တယ်ငါတို့ဒီမြစ်ကြီးထဲမှာနေရတာတိတ်ပျော်ဖို့ကောင်းပါပဲနော်။တနေ့မှာတော့ကောင်းကင်ရံကနေမင်းကြီးဟာအမြဲတမ်းထက်ပိုပြီးတော့ပူရင်းတဲ့အလင်းရောင်တွေကိုလွှတ်လိုက်တယ်။မြစ်ရေတွေကနှွေးလာတယ်။ဝီလီကလည်းတဖြည်းဖြည်းပူလာပြီးထူးဆန်းတဲ့ခန်းစားချက်တစ်ခုကိုခန်းစားလိုက်ရတယ်။သူကိုယ်တိုင်ကပေါ်ပါလာပြီးအပေါ်ကိုပြန်တက်သွားသလိုပဲ။ဝီလီကအံ့ဩစွာနဲ့“အိုးဘာဖြစ်တာလဲငါဘာလို့ပေါ်ပါတော့တာလဲကြည့်ပါဦးငါဘောပြန်တင်တီဗီတောက်ဆက်ခဲ့ပါတယ်တကယ်ချင်းတို့ကြီးကလေးတို့ရေအဲ့ဒါကိုအငွေ့ပြန်ရင် evaporation လို့ခေါ်တယ်။နေမင်းကြီးရဲ့အပူကြောင့်ရေစက်လေးတွေကရေငွေ့အဖြစ်ပြောင်းလဲပြီးကောင်းကင်ဘုံကိုပြန်တက်သွားကြတာပေါ့။ဝီလီယာအမြင့်ကြီးကိုရောက်သွားတဲ့အခါအဲ့ဒီမှာသူ့လိုပဲအငွေ့ပြန်လာတဲ့တခြားရေငွေ့တငယ်ချင်းထောင်ပေါင်းများစွာနဲ့တွေ့ဆုံခဲ့ကြတယ်။သူတို့အားလုံးအေးလူလူပူးကပ်ပြီးနေကြရင်းနဲ့တဖြည်းဖြည်းချင်းအဖြူရောင်တိတ်နိုင်ကြီးတစ်ခုဖြစ်လာခဲ့တယ်။ဝီလီယာဝမ်းသာစွာနဲ့ဝါငါတို့အားလုံးပေါင်းလိုက်တော့တိနိုင်ကြီးဖြစ်သွားပြီကောင်းကင်ဘုံကနေအောက်ကိုပုံကြည့်ရတဲ့တိတ်လာတာပဲအေးတဲ့အချိန်အမြင့်မိုင်းကိုရောက်တဲ့အခါရင်ငွေလေးတွေကအေးခဲပြီးရေစက်အသေးလေးတွေပြန်ဖြစ်လာတာကိုတိမ်ဖြစ်ပေါ်ခြင်း condensation လို့ခေါ်တယ်ကလေးတို့ရဲ့အချိန်ကြာလာတဲ့နဲ့ဒါနဲ့မျှတိမ်တိုက်ကြီးရဲ့မှာရေစက်ကလေးတွေပူပူများလာပြီးစိတ်ကိုလေးလံလာတယ်တိမ်တိုက်ကြီးလည်းမဲမောင်လာတယ်နောက်ဆုံးမှာတော့တိမ်တိုက်ကြီးကရေစက်တွေကိုမတည်နိုင်တော့ဘဲနဲ့ဖြောက်နဲ့မိုးတွေရွာချလိုက်ပါတော့တယ်ဝီလီကတတိရှိစွာနဲ့ဟေးအားလုံးကကိုစင်ရပါစို့မြည်ကြီးပေါ်ပြန်ရအောင်လေးလံလာတဲ့ရေစက်ကလေးတွေဟာမိုးရွာခြင်း precipitation အဖြစ်မြေကြီးပေါ်ကိုပြန်ရောက်လာကြပါတယ်။ဝီနီယာတောင်ကုန်းတစ်ခုပေါ်ကိုပြန်ကျလာပြီးတင်းငယ်တဲ့ချောင်းလေးတွေကတဆင်သူ့ရဲ့မူလအိမ်ဖြစ်တဲ့မြေကြီးစီကိုပြန်ရောက်လာခဲ့ပါတယ်။သူအင်မတန်ပျော်ရွှင်သွားပါတယ်။သူအဝေးကြီးကိုခီးသွားခဲ့ပြီးအိမ်ကိုပြန်ရောက်လာတာပဲ။ဝီလီယာဂျင်းနဲ့စွာနဲ့ငါတို့ရဲ့ခီးစင်ကတိတ်ကိုစိတ်ဆုံစိတ်လို့ရှာဖို့ကောင်းတာပဲနေမီပြက်ဘူးလားငါနောက်တစ်ခါထပ်သွားအောင်မယ်။အဲ့ဒါရေရဲ့တန်တရား the water cycle ပါပဲကလေးတို့ရေ။ရေဟာဘယ်တော့မှပျောက်ကွယ်မသွားပဲမြေကနေတိမ်ကနေမိုးကနေမြစ်ကိုအမြဲတမ်းလဲပတ်နေတာပေါ့ဖွေးတနေ့မှာသူမရဲ့အဖိုးဖြစ်သူရဲ့ပစ္စည်းဟောင်းတက်တာလေးတွေကနေထူးဆန်းပြီးဝိုင်းဆက်နေတဲ့မှန်ဝိုင်းလေးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမှန်လေးကအလယ်မှာဖောင်းနေပြီးဘေးပတ်လည်းမှာတော့ပါးဝါနေတာကိုသူမသတိပြုလိုက်ပါတယ်။သူမအဲ့ဒီမှန်လေးကိုအသုံးပြုပြီးကြားမြင်မော်ကတင်းငယ်တဲ့ပြွက်စိတ်ကလေးကိုကြည့်လိုက်တဲ့အခါဟာအံ့ဩစရာကြီးပါလားလို့အော်လိုက်မိပါတယ်။ပြွက်စိတ်ကလေးဟာသူမရဲ့မျက်စိရှေ့မှာနေအေယာမတရဝါကြီးတစ်ကောင်ကိုကြီးမားသွားပါတော့တယ်။ဖွေးဟာသူမရဲ့တငယ်ချင်းညီကိုပြေးလွှားသွားခေါ်လိုက်ပါတယ်။ညီရဲ့ဒီမှာလာကြည့်စမ်းဒီမှန်လေးထဲမှာအရာအလုံးကကြီးနေတာပဲလို့ပြောပြလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာတိရွက်ကလေးတိရွက်ပေါ်ကတင်းငယ်တဲ့အကြောကလေးတွေကိုမှန်ဘလူးနဲ့တေချာကြည့်နေကြပါတယ်။ညီကအံ့ဩတကြီးနဲ့ဒါမှန်ဘလူးလန်စပယ်ဖွေးရဲ့သူကအလင်းနှန်းတွေကိုကွင်းညော်အောင်လုပ်နိုင်တယ်လေလို့ရှင်းပြပါတယ်။အလင်းနှန်းတွေကမှန်ဘလူးကိုဖြတ်သွားတဲ့အခါတနေရာထဲမှာလာဆုံရလို့အရာဝတ္ထုတွေကပိုကြီးပြီးထင်ရှားသွားတာဖြစ်ပါတယ်။ဖွေးကမှန်ဘလူးကိုနေအောင်အောက်မှာထားကြည့်လိုက်ပါတယ်။နေအောင်ကြီးတွေဟာမှန်ဘလူးကိုဖြတ်ပြီးမြေကြီးပေါ်မှာတင်းငယ်ပြီးတောက်ပတဲ့အဆက်ကလေးတစ်ခုအဖြစ်စုဆုံသွားပါတယ်။အဲ့ဒီအဆက်ကလေးကအရန်ပူလာတာကိုသူမတွေ့ရှိသွားပါတယ်။တို့ဖိုးလည်းမျက်မှန်တက်ရတယ်လို့ညီကရုတ်တရက်သတိရသွားပါတယ်။သူကအဖိုးရဲ့မျက်မှန်ကိုယူလာပြီးမှန်ဘလူးနှစ်ခုကအဖိုးရဲ့အမြင်အာရုံကိုဘယ်လိုပြန်ကြည့်လဲအောင်ကူညီပေးသလဲဆိုတာကိုလေ့လာကြပါတယ်။သူတို့နှစ်ယောက်ကမှန်ဘလူးတွေကိုတစ်ခုနဲ့တစ်ခုရှေ့နောက်စီးကြည့်လိုက်တဲ့အခါဝေးလံတဲ့တစ်ပင်မော်ကငှက်ကလေးကိုနီးကပ်မြင်ရတာကိုတွေ့လိုက်ရပါတယ်။ဒါအဝေးကြီးနှာမြောင်တယ်လီစကုပ်ရဲ့အခြေခံပဲလို့ဖွေးကပျော်ရွှင်စွာပြောလိုက်ပါတယ်။ညီကသူ့ရဲ့ကင်မရာလေးကိုထုတ်ပြပါတယ်ဒီထဲမှာလည်းမှန်ဘလူးတွေရှိတယ်လေသူတို့ကအလင်းကိုစူးစီးပေးပြီးပုံရိပ်တွေကိုမှတ်တမ်းတင်ပေးတာလို့ပြောပြပါတယ်မှန်ဘလူးနည်းပညာဟာကျွန်တော်တို့ရဲ့အမှတ်တရတွေကိုသိမ်းဆည်းဖို့ကူညီပေးနေတာပါဖွေးကသူမရဲ့ဖုန်းမျက်နှာပြင်ကိုမှန်ဘလူးနဲ့ကြည့်လိုက်တဲ့အခါတင်းငယ်တဲ့အယောင်ဆုံးအဆက်ကလေးတွေကိုတွေ့ရပါတယ်မှန်ဘလူးတွေကတင်းငယ်လုံးနဲ့ပိုးမွှားလေးတွေကအစအဝေးကြီးမှရှိတဲ့ကျဲသူတန်းတွေထိမြင်အောင်ကူညီပေးတာပဲနော်လို့သူမတွေးတောမိပါတယ်
ဖွေးဖွေးနဲ့ညီညီတို့ဟာဒီနေ့မှာမှန်ဘလူးရဲ့အစွမ်းထက်ပုံကိုသိသွားကြပါပြီ။ဒီပညာဆိုတာသဘာဝတရားရဲ့နိယာမတွေကိုအသုံးချပြီးကျွန်တော်တို့ရဲ့ဘဝတွေကိုပုံမကောင်းမွန်အောင်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာနောက်ထပ်သိပ္ပံပညာအသစ်တွေကိုရှာဖွေဖို့စိတ်အားထက်သန်နေကြပါတော့။တနေ့မှာနီနီဆိုတဲ့ကောင်းမလေးဟာကောင်းငင်ရံမှာပြန်ဝဲနေတဲ့တိတ်ငှက်ကြီးတစ်ကောင်ကိုငေးကြည့်နေခဲ့တယ်။ငှက်တွေကဘယ်လိုလုပ်ပြန်တန်းနိုင်တာလဲလို့သူမသိချင်စိတ်ပြင်းပြနေခဲ့တာပေါ့။သူမစက်ကူတရွက်ကိုယူပြီးလေထဲကိုပြစ်တင်လိုက်တယ်။ဒါပေမဲ့စက်ကူကပြန်တက်မသွားပဲမြေပြင်မှာဘုံနဲ့ပြန်ပြုတ်ကျသွားတော့တယ်။နီနီယာစက်ကူကိုအချမ်းမြင့်ခောက်လိုက်ပြီးထပ်ပြီးပြစ်ကြည့်လိုက်တယ်။ဒါပေမဲ့လည်းစက်ကူကလေထဲမှာဝဲမသွားပဲချချလဲပြီးပြန်ပြုတ်ကျသွားခဲ့တယ်။ဘာဖြစ်လို့လဲ။လေးမြန်တစ်စင်းဖြစ်ဖို့ဘာရီလိုအပ်တာလဲလို့သူမတွေးတောနေတော့မှအင်ဂျင်နီယာကြီးဦးဟိန်းရောက်လာပါတယ်။ဦးဟိန်းကတမီနီနီလေးမြန်တစ်စင်းပြန်တန်းနိုင်ဖို့ဆိုတာအင်အားလေးမျိုးရဲ့ဟန်ချက်ညီမှုလိုအပ်တယ်လို့ပြုံးပြီးရှင်းပြတယ်။သူကနီနီကိုစက်ကူတစ်ရွက်ပေးလိုက်ပြီးပထမဆုံးအနေနဲ့လေးမြန်ကိုဘိညာညီအောင်ခောက်ရမယ်လို့ပြောပြလိုက်တယ်။ဦးဟိန်းကစက်ကူကိုအလဲကနေတိတိကျကျခောက်ပြလိုက်တယ်။ဒါကို symmetry လို့ခေါ်တယ်။ဘယ်နဲ့ညာအလေးချိန်ကြီးမှလေထဲမှာတဲ့တဲ့ပြန်နိုင်မှာလို့သူကဆိုတယ်။စက်ကူပေါ်မှာလှပတဲ့အလဲမြင်းညောင်းကြီးတစ်ခုပေါ်လာတော့တာပေါ့။အဲဒီနောက်မှာနီနီနဲ့ဦးဟိန်းတို့ကစက်ကူရဲ့ထိတ်နှစ်ဖက်ကိုအလဲမြင်းစီကိုတရိကန်ပုံစံခောက်ချလိုက်တယ်။ဒါကတော့လေးမြန်ရဲ့နှာခေါင်းပိုင်းပေါ်လေကိုခွဲပြီးရှေ့ကိုတိုးသွားဖို့အချွန်တက်ကလေးဖြစ်အောင်လုပ်ရတာလို့ဦးဟိန်းကသင်ပြပေးခဲ့တယ်။နီနီကလေရဲ့ဘေးနှစ်ဖက်ကိုအောက်ကိုခောက်ချပြီးတောင်ပန်တွေကိုပြုတ်လုပ်လိုက်တယ်။သူမတောင်ပန်တွေကိုအပြားလိုက်ဖြစ်အောင်သေချာဖိပေးနေတယ်။တောင်ပန်တွေကလေကိုတွန်းကန်ပြီးအထက်ကိုပင့်တင်စေမဲ့ lift ဆိုတဲ့အားကိုရစေတယ်လို့သူမမှတ်သားထားလိုက်ရတယ်။ဦးဟိန်းကလေးမြန်ရဲ့တောင်ပန်နောင်သားကိုအနှဲငယ်အပေါ်ကိုကွေးလိုက်တယ်။ဒါကတော့လေးမြန်ကိုအပေါ်ကိုဆွဲတင်ပေးမဲ့ elevator လေးတွေပေါ့လို့သူကပြောတယ်။နီနီလည်းစိတ်ဝင်စားပဲသူမရဲ့လေးမြန်လေးကိုလိုက်ပြီးတော့ပြင်ဆင်နေတာပေါ့။သမီးနီနီရဲ့အခုလင်းကိုရှေ့ကိုအားနဲ့ပြစ်လိုက်ရင် thrust ဆိုတဲ့တွန်းအားရလိမ့်မယ်။ဒါပေမဲ့လေးတူကပြန်တွန်းတဲ့ drag ဆိုတဲ့အားကိုလည်းသတိထားရမယ်နော်လို့ဦးဟိန်းကလင်းကိုလက်ထဲမှာကင်ပြီးအားယူလိုက်ပါတယ်။နီနီကသူမရဲ့လေးမြန်လေးကိုအားအပြည့်နဲ့လေထဲကိုပြစ်လွတ်လိုက်တယ်။လေးမြန်လေးကမြေပြင်ပေါ်သို့ထိုးဆင်းမသွားပဲလေုံစီးကအဝေးတို့တက်မှတ်ပြန်တန်းသွားတာပေါ့။နီနီလည်းဝမ်းသာအားရနဲ့ခုန်ပေါက်နေခဲ့တော့ပါတယ်။အင်ဂျင်နီယာပညာရဆိုတာအမှားတွေကိုပြင်ဆင်ပြီးအကောင်းဆုံးဖြစ်အောင်စမ်းသပ်တာပါပဲလို့ဦးဟိန်းကပြောလိုက်တယ်။နီနီကလေးမြန်လေးကိုပြန်ကောက်ရင်နောက်တစ်ခါပိုးဝေးပြန်နိုင်အောင်တောင်ပန်ပုံစံပြောင်းကြည့်အောင်မယ်လို့ပြောရှင်စွာပြောလိုက်ပါတော့တယ်။ကလေးတို့တွေလေရင်ပုံစံကုန်ခေါင်းလေးကိုလည်းအန်တီကလက်ဆောင်ထည့်ပေးထားပါတယ်နော်။လိုက်ခေါက်ကြည့်ကြပါဦး။ခုရှိရှိတုန်းကရွာသားရွာလေးမှာကြီးမားပြီးလှပတဲ့နိုင်စီကြီးတစ်ခုရှိပါတယ်။အဲဒီနိုင်စင်ထဲမှာစက္ကန့်လို့ခေါ်တဲ့အလွန်တွက်လက်တွက်တက်ကြွတဲ့ကောင်လေးတစ်ယောက်နေထိုင်ပါတယ်။သူကတစ်စက္ကန့်ဆိုတာနဲ့တလှန်ခုန်ပြန်နေရတာကိုသဘောကျသူပါ။စက္ကန့်မှာအမတစ်ယောက်ရှိပါတယ်။သူမနာမည်ကမိနစ်လို့ခေါ်ပါတယ်။စက္ကန့်ကနိုင်စဝိုင်းကြီးကိုအကြိမ်60ပတ်ပြီးမှမိနစ်ကတလှမ်းပဲလှမ်းရပါတယ်။စက္ကန့်ကမိနစ်ကိုကြည့်ပြီးအမကအရန်နှီးရပဲလို့ခဏခဏစနောက်နေရှိပါတယ်။မိနစ်ကတော့အမြဲတမ်းပြုံးနေတတ်ပါတယ်။သူမစက္ကန့်ရဲ့မြန်ဆန်တဲ့ခြေလမ်းတွေကိုစိတ်ရှည်လက်ရှည်ရေတွက်နေတတ်ပါတယ်။စက္ကန့်ခြေလမ်း60ပြေးတိုင်းမိနစ်ကခုံယူစွာနဲ့တစ်ချက်တောက်ကနေလှုပ်ရှားလိုက်ပါတယ်။သူတို့နှစ်ယောက်ထက်ပိုပြီးတော့နှိကွေးတဲ့သူကတော့နိုင်ဆိုတဲ့ဘဘကြီးပေါ့။မိနစ်ကအချိန်60တိတိလှုပ်ရှားပြီးမှဘဘနိုင်ကတလန်းမဲ့ရွေးပါတယ်။ဘဘနိုင်ကတော့နိုင်စင်းရဲ့အမြင့်ဆုံးနေရာမှာအေးစစ်စစ်ထိုင်နေတတ်ပါတယ်။ဘဘနာကြီးဟာရွာသားတွေအတွက်အရန်အရေးကြီးပါတယ်။ဘဘနာကြီးကတလှမ်းရွေးလိုက်တိုင်းနိုင်စင်ကြီးကနေဒေါင်းဆိုတဲ့အတန်ကြီးနဲ့အချိန်တွေကိုအတိပေးပါတယ်။ရွာသားတွေကဘဘရဲ့အတန်ကိုကြားမှသာအလုပ်သွားကြအိတ်ကြတာပါ။တနေ့မှာတော့စက္ကန့်လေးကစိတ်ကောက်သွားပါတယ်။ငါ60တောင်ပတ်နေရတာအမနဲ့အဖိုးကတော့နည်းနည်းလေးပဲလှုပ်ပြီးအေးပါတယ်လို့ပြောခံရတယ်။ငါမလုပ်တော့ဘူးဆိုပြီးခြေပြက်လက်ပြထိုင်းနေပါတယ်။စက္ကန့်ရက်သွားတဲ့အတွက်မိနစ်လည်း80တိုးလို့မရတော့ပါဘူး။သူမကစိုးရင်တကြီးနဲ့စက္ကန့်စီကိုလာခဲ့ပါတယ်။မောင်လေးမင်းမလှုပ်ရင်အမလည်း80တိုးလို့မရဘူးလေ။အချိန်တွေရက်ကုန်တော့မယ်လို့ပြောပါတယ်။မိနစ်မလောက်တော့တဲ့အတွက်ဘဘစီကိုလည်းအချက်ပြမှုမရောက်တော့ပါဘူးဘဘနာကြီးကအချိန်တွေကိုအတိမပေးနိုင်တော့ပဲနာရီစင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်ရွာထဲကလူတွေလည်းဘာလို့ရမှန်းမသိပဲရှုပ်ထွေးကုန်ကြပါတော့တယ်ဘ
ဘဘနာကြီးကစက္ကန့်စီကိုဆင်းလာပြီးတာယာပြောပါတယ်မင်းလေးစက္ကန့်မင်းရဲ့အသေးငယ်တဲ့ခြေလမ်းလေးတွေကနေငါတို့အားလုံးရဲ့အချိန်တွေစတင်တာပါမင်းကအခြေခံအုပ်မြစ်ပဲမင်းမရှိရင်ငါတို့လည်းဘာမှလုပ်လို့မရဘူးလို့ရှင်းပြပါတယ်စက္ကန့်ဟာသူဘလောက်အရေးပါတယ်ဆိုတာသိသွားပြီးပြန်ပြီးခုံပေါက်ပြေးသွားပါတော့တယ်စက္ကန့်အပတ်60ပြေးတော့မိနစ်ကတလန်းလန်းနဲ့မိနစ်60ပြေးတော့အဖိုးအနာကြီးကအချိန်ကိုကြော်ညာပေးပါတယ်လေရွာသားရွာလေးကလည်းပြန်လဲစီကသွားတော့တာပေါ့ဒီပုံလေးကတော့စက္ကန့်မိနစ်နဲ့နာရီတို့ရဲ့အလုပ်လုပ်ပုံလေးကိုဖော်ပြထားတဲ့ပုံလေးဖြစ်ပါတယ်